လာပါရှင်ဟုတ်ဒါလေးဗာလေးများလို့လည်းမသိဘူးရှင် ဥစားလေးကျွန်တော်ခွဲနေပူတဲ့အကြောင်းလားလေအရန်မောနေလို့သူ့အတွက်ဘာစေးလေးညာရနိုင်မလဲလို့ ဟောအဲ့တော့စိတ်မပူပါနဲ့ရှင်သူတို့လေးတွေကလေနေရန်ပြင်းတဲ့ခါကျတော့လေအရန်မောလွယ်တာအဲ့ဒါမို့သူတို့တက်ဆေးလေးရှိပါတယ်ရှင်ဒီဘက်မှာပါရှင်ဒီကာတီစင်တက်စားလေးတွေဆောင်းပေးထားလို့အဆင်ပြေပါတယ်ရှင်သူကအခုလိုပူပြင်းတဲ့ရာသီဥတုမျိုးမှာဒီတက်စားလေးဆောင်းပေးထားရင်တော့ကိုအဆင်ပြေတယ်ရှင်ကို အဲ့ရက်စင်ပြပါမလားငါတို့တစ်ခါမသုံးပေးဘူးလေ အေးဟုတ်တယ်အမဒါကြီးကမတုံးချင်ဘူးချားမရှိတော့ဘူးလားတခါမှမတုံးဘူးလို့ ဟိုတခြားဟာလေးတော့မရှိသေးလို့ပါရှင်ညီမတို့စီမှာကြတော့လေဒါလေးပဲရှိနေသေးလို့ရှင်ဟောအဲ့ကြောင့်မလို့ အဲ့ဒါမတုံးချင်ဘူးအဲ့ဒါကြီး အေးဟုတ်လေတစ်ခုသုံးလိုက်တစ်ခုပြသွားမှတော့ဘယ်လိုလုပ်ပေးမှာ ဆေးမမသုံးချင်အောင်ဆိုလို့ရှိရင်လေရှင်တို့ခွေးကိုလေခြီသွားလိုက်တော့ အဲ့ဆိုလေပြီးတော့တွားအောက်ပိုင်းအမ ကြွကြွ ကြွားမယ်